အိုးရှိရှိတုန်းကတောအုပ်ကြီးတစ်ခုရှိတယ်။အဲ့ဒီတောအုပ်ကြီးဟာစိမ့်ဆိုပြီးတစ်ပင်ပန်းပင်တွေစုံလျောင်ပေါက်နေတာပေါ့။တောအုပ်ထဲမှာရောင်စုံလိပ်ပြားလေးတွေပြန်ဝန်းနေကြပြီးတော့ငှက်ကလေးတွေကလွန်ကျူးနေကြတယ်။ရှင်းတဲ့ယုံလေးတွေကဟိုတီတီပြေးလွှားနေကြတယ်။တစ်ပင်ကြီးတစ်ပင်အောက်မှာတော့ရှင်သေးကြီးတစ်ကောင်ဟာနှစ်နှစ်ချိတ်ချိတ်နဲ့အိမ်မောကျနေတာပေါ့။အဲ့ဒီချိန်မှာပဲကြွက်ငယ်လေးတစ်ကောင်ဟာအစာရှာထွက်လာရင်နဲ့ရှင်သေးကြီးရဲ့လက်ပေါ်ကနေတက်ပြေးသွားမိတယ်။ရှင်သေးကြီးဟာရုတ်တရက်နိုးလာပြီးကြွက်ငယ်လေးကိုဖမ်းလိုက်တာပေါ့။ပြီးတော့ကြောက်စရာကောင်းတဲ့အတန်ကြီးနဲ့အော်ဟစ်ပြီးကြွက်ကလေးကိုချိန်ချောက်တာပေါ့။ကြွက်ငယ်လေးဟာသူ့ကိုမတက်ဖို့ရှင်သေးကြီးကိုတောင်းပန်တယ်။အခုလှုပ်ပေးရင်ရှင်သေးကြီးအကူညီလိုတဲ့အခါပြန်ပြီးကူညီပေးပါမယ်လို့ပြောလိုက်တယ်။ဒီလိုနဲ့တစ်နေ့မှာတော့ရှင်သေးကြီးဟာမိုးဆိုးထောင်ထားတဲ့ကြောက်ကွဲမှာမိသွားပါလေရော။ရှင်သေးကြီးဟာအော်ဟစ်ပြီးအားကုန်ရုံပေမဲ့ကြောက်ကွဲကခိုင်မာတော့မလွတ်မြောက်နိုင်ဘူးပေါ့ကွယ်။အဲ့ဒီချိန်မှာပဲရှင်သေးကြီးရဲ့အော်တန်ကိုကြားသွားတဲ့ကြွက်ငယ်လေးဟာအပြေးရောက်လာပြီးတော့ပိုက်ကွန်တွေကိုတပင်ချင်းကိုက်ထက်ပြစ်လိုက်ပါတယ်။နောက်ဆုံးမှာရှင်သေးကြီးဟာကြွက်ကလေးရဲ့ခြေစွနဲ့လွတ်မြောက်သွားတယ်ကွ။ဒီပုံမြင်လေးကိုကြည့်ပြီးတတ္တဝါတိုင်းဟာကြီးဒီငယ်ဒီပရဏမဟုတ်အကြီးချင်းနဲ့အစွမ်းစားကသာအဓိကချကြောင်းသတိပြုနိုင်မှုဖြစ်ပါတယ်။